ကျွန်တော်ဘက်ကဘယ်လောက်ထိချစ်ခဲ့လဲဆိုတာခမ ्या ကိုသိစေချင်တယ်အများကြီးမတောင်းဆိုပါဘူးဗျာကျွန်တော်နေရာလေးကိုခဏလောက်ပဲနေကြည့်ပေးပါလားခမ ्या ကိုဘယ်လောက်ထိချစ်လဲဆိုတာသိစေချင်လို့တကယ်တော့မချစ်တာတဲ့ချစ်လားမချစ်လားမသိကြတဲ့ဆက်ဆံရေးကပို့ပြီးတော့ကြည်ခွဲရတယ်ဗျာမပိုင်ဆိုင်ရလည်းဖြစ်တယ်ဆိုတာစကားလောက်အောင်လို့သာပြောလိုက်တာပါချစ်မှတော့ပိုင်ဆိုင်ချင်တာပေါ့ဗျာဝေကျွေးတွေကြီးမားလိုက်ပုံများတော့ကို့ကိုအရေးမလုပ်တဲ့သူမှဆွဲလန်းနေရတယ်လို့ဘဝကြီးနဲ့ရင်းပြီးချစ်ခဲ့ပေမယ့်ခမ ्या ရဲ့ဘေးနားကလူတွေလောက်တော့ကျွန်တော်အရေးမပါခဲ့ဘူးလေခမ ्या တိတ်ကိုကန်ကောင်းပါတယ်အနားမှာနေပြီးချစ်ပေးမဲ့သူလည်းရှိတယ်အဝေးကနေချစ်ပေးမဲ့ကျွန်တော်လည်းရှိတယ်ခမ ्या ချစ်တယ်လို့မချစ်တယ်လို့ကစားရုံလေးဆိုပေမယ့်ဒီလူကရင်ပတ်ကြီးတစ်ခုလုံးစုပ်ပြတ်တက်သွားအောင်ခံစားရတယ်ဗျရက်ဆက်လိုက်တာဗျခမ ्या လေးကျွန်မမနှွေစတန်းလို့ပြောခဲ့တာလက်တွေ့မှာတော့တုံ့ပြန်ဖို့မလုပ်ရက်ခဲ့ပါဘူးအဲ့ဒီတန်ကဘလောက်နာကျင်ရတယ်ဆိုတာကျွန်တော်အတိဆုံးမလို့လေခမ ्या နဲ့ပတ်သက်ပြီးမားတဲ့လမ်းလေးဆက်မလျှောက်တော့ခါးတဲ့ပန်းလေးထက်မနှမ်းတော့ကျွန်တော်မမီတဲ့ပန်းအောင်လည်းထက်မကန်းတော့ပါဘူးဘလောက်ပဲချစ်ချစ်အရာမထင်တဲ့ဘောမင်တစ်ချောင်းအနည်းဆုံးတော့စွန့်လိုက်ရုံပဲလေတကယ်ဖြစ်မလာတဲ့မျောလင်းခြင်းစောင့်ဆိုင်ရခြင်းတွေကဘလောက်ပင်ပန်းနေဆိုတာစောင့်မျှော်ခဲ့ဖို့တဲ့လူဟာပို့ပြီးတော့နားလည်နိုင်မှာပါခမ ्या နဲ့ပတ်သက်ပြီးဥပိ္ပခါတွေလည်းရခဲ့ပြီးဒဏ်ရာတွေလည်းလုံလောက်သွားပြီဆိုတော့ဘလို့တွေ့ဆုံခြင်းကိုမှလည်းကျွန်တော်မလိုလားသလိုမနစ်တတ်တော့ပါဘူးဘယ်ရထားမှလွဲခဲ့တာလဲလို့တွေးပြီးငုံနေရောက်ပါလေကျွန်တော်တို့ကဘယ်မှမလွဲခဲ့ဘူးလေခမ ्या ကကျွန်တော်မရှိတဲ့လမ်းကိုရွေးချယ်သွားခဲ့တာဘဝကြီးနဲ့ရှင်ပြီးပြည့်စက်ထားတဲ့ချစ်ချင်းမြတ်တာတွေကိုခမ ्या မလို့ဥပိ္ပခါတွေနဲ့တုံ့ပြန်ရက်တယ်ဟန်ဆောင်အချစ်တွေနဲ့အတူနာကျင်စရာတွေပါအပူလက်ဆောင်ဖြစ်နေပြီးသွားခဲ့နေတာခမ ्या တိတ်ကိုတော်လုံးပါလေဗျာ